မင်းတို့ပွဲပြနေကောင်တွေမျက်စိကန်းနေလားအေးလောက်ပါတော့ဟာလာကွာဆဲတော့မယ်ဒီလောက်ကင်းမက်စီတွေတက်နေတာကွာပွဲပြတာလည်းအိုသေးတော့မယ်ဆောင်းတော့မကြောက်โอเคတကြက်ကကားနဲ့တိုးသွားခဲ့နောက်မှာရိုမီယိုပွိုင်းတောက်လျှောက်ပဲလိုက်တော့ပြစ်နေရဗျစမိုင်းတော့ဒါကဲဖို့ကတော့မလွယ်တော့ဘူးဗျကွင်းမီမှာနော့နေခဲ့စမိုင်းတော့ကတော့အနေတော့ရှိတယ်အခက်မသိရင်ကျွန်တော်တို့ဒါမာနက်ကားနဲ့ပါချိန်ခံပဲပုံစံမျိုးရှိတယ်ပုံစံရှင်လေးယူပြီးချိုးရတယ်ဗျမာနက်ဘွားအနီးနားမှာကြောက်တုံးလေးရှိတယ်ကာဝါတော့ယူပြီးသွားပြီအနေတော့များနေတော့မယ်လိုင်ယိုနေတလုံးပြစ်တဲ့ပေးရတဲ့မာနက်တတရာလေးပဲနေကိုတော့ရှောင်ပြသွားသေးတယ်ဗျဒါမာနက်ဘွိုင်းအနီးနားမှာတော့ဒါကြောက်တုံးကြီးတစ်လုံးပဲရှိတယ်စမုတ်တစ်လုံးတော့ခင်းရတယ်နောက်တဲ့နေတလုံးကွက်တိကျလာမယ်ဆိုတော့မာနက်အနေနဲ့မလွယ်တော့ဘူးနောက်ကလည်း damage တွေတောက်လျှောက်တွေပေးနေတယ်မာနက်အသက်ရှင်မှုတက်ကတော့တော်တော်လေးကိုဒါရုံးကန်နေရပြီဗျဟိုးပဲတောင်းနေတယ်လှမ်းပြီး spray နေတယ်မာနက်လွယ်တော့မလွယ်ဘူးအဲ့တော့အခုကြီးလိုအပ်နေခဲ့တဲ့ရန်ကုန် Galactico player မာနက်ကိုတော့တခြား player အနေနဲ့ teammate အနေနဲ့ကယ်ပေးထားနိုင်မလားထွက်မကြည့်နဲ့တော့ပွင့်သွားမယ် Romeo point AUG နဲ့ပဲ1 save ကိုတော့အပါခေါ်ပေးထားတယ်ဗျအဲ့တော့တကယ်တော့အခုကြီးလိုအပ်နေခဲ့ပြီမာနက်အဲ့တော့ကျန်တဲ့ player အနေနဲ့လည်းလောက်တော့ရှုပ်နေတယ် Romeo point MSI player ဖြစ်တဲ့စောက်နဲ့တော့တွေ့နေတယ်တဲ့ပဲတိုးလာပြီ Master Lion တိုးလာခဲ့ပြီ DBG ကင်ထားတဲ့အနေထားမှာတော့မာနဲ့ Battle Sign ကတိတ်တော့မကောင်း Australian နဲ့ပဲအကောင်းမလို့တိုးလာခဲ့တဲ့ player ကိုတော့ close battle မှာတော့နာမည်တော့မေးပေးထားတယ်မာနဘောတိလာအေးမသိဘုတ်ခံရမလားမသိဘုတ်ခံရမယ်နောက်တဲ့ player ကထပ်ပြီးတော့အဝေး long range အိမ်ရတယ်ကိုကောခေါင်းတော့ဖော်လို့မရအောင်ရောက်ရင်တကယ်ပါကျွန်တော်ရန်ကုန် Galactico မြန်မာအသင်းတွေထဲမှာအတွေ့အကြုံရှိတဲ့အသင်းဖြစ်တာနဲ့အညီတကယ်အခက်ခဲကြားထဲမှာတော့ဒါတကယ်ကိုဘတ်တယ်ကိုဒလေးပြောင်လို့အကြဆုံးထိမ့်ပေးသွားခဲ့တဲ့ဒါမာနပွိုင်းသူ့ရဲ့ teammate player လက်ရှိမှာရောက်လာခဲ့ပြီစေကလော့နေကလုံးဖြစ်တဲ့ပေးလိုက်မယ်ဆိုရင်ရော့မှာ FV player အိုးမနော်ပါသေးဘူးနိုင်အောင်ဖြစ်မယ်စမောင်းလည်းပြန်ရထားတယ်ဗျာတကယ်ပါဘတ်တယ်ကိုဒလေးလုပ်ပေးသွားတာမာနဲ့စောက်ဝမ်းကောင်းတယ်ဗျာကြီးပါနော်အဓိကမာနပွိုင်းကို pressure ဝိုင်းပြီးတော့ပေးနေတဲ့အချိန်မှာ तू မသိအောင်လို့လုံးဝ survive လုပ်ထားတယ်ကျန်တဲ့ player တွေက तू မကူညီရင်လို့မဟုတ်ဘူးစမိုင်းတို့ပါလည်းပြန်ကယ်ရမယ်ကျန်တဲ့ MSI player တွေကလည်းလာညှော်နေရ Romeo point တောက်လျှောက်ပဲဒါ Battle Sign နေရတယ်ဗောနော်မာနက်ကိုလုံးဝမကြည့်ပေးထားနိုင်ဘူးဒီအချိန်မှာမာနက်အနေနဲ့သူ့အနေနဲ့သူတယောက်တည်းရုန်းကန်သွားတယ်ဗျာတကယ်ကောင်းတဲ့လုံးဝ movement ကိုဖန်တီးပြသွားခဲ့တာဖြစ်ပါတယ်ဗျာကြီးပါနော်အဲ့တော့ YG အနေနဲ့ position ကောင်းလေးတစ်ခုကိုတော့ပိုင်ဆိုင်ထားတယ်ဗျဆိုင်ကယ်ထဲမှာ position ကောင်းတစ်ခုဆိုတော့ညာလဲအဲ့နေရာကြီးကကာဝါရီတိတ်မရှိဘူးဂုံးပေါ်ကြီးဆိုတော့ Battle Sign စောက်ခွက်ချင်းတဲ့ကစ်စင်ဆွဲရမယ့်အနေထားကြီးဗျတိတ်တော့အဆင်မပြေဘူးနေရာကြီးကို position ကိုတိတ်တော့မကြိုက်ဘူး Okay CSU လေးတောင်ဆောင်လေးကိုကာဝါယူတိုင်းနေပဲကွန်ပေါင်းထဲမှာရှိနေခဲ့တဲ့ခမာတွေကိုတော့အိမ်ပြင်ထွက်လာဖို့အတွက်ကိုတော့ဒါကွန်ပေါင်းထဲကိုနှိပ်တွေတစ်လုံးတော့ပြတ်တော့ထည့်ပေးနေတယ်ဗျအိုးအဲ့တော့campus position တော့ရွှေ့ပေါ်ကြိုးစားနေဒီချိန်မှာတော့ YG အနေနဲ့ position လေးတေချာလေးယူရတယ်အဲ့တော့ YG စောင့်နေတာဒါပဲအဲ့တော့ KE အနေနဲ့ position ရွှေ့ရမယ်ရွှေ့တဲ့အချိန်မှာ YG လိုချင်တာကဒါပဲနော် K point လေးကောက်ဖို့အတွက်သူတို့ position ယူပြီးစောင့်နေတာဗျ smoke တွေကြားထဲကိုတော့ကြက်တော့ရှာနေတယ်ကားစီးနဲ့တိုးဝင်လာခဲ့ပြီအလိုတွေဆိုပြီးပြေးဝင်လာခဲ့တဲ့ escape ကိုတော့တခါလေးရှင်းပေးထားခဲ့သလိုနောက်တဲ့ player campus master Tiruke ထပ်ပြီးတော့ norway ထားခဲ့သလို smoke ထဲမှာရှင်းနေခဲ့ player အားလုံးကိုတော့ စိတ်ကလောက်မောင်စေးအကုန်လုံးကိုတော့အဆုံးသက် engine တွေအောက်ပါပဲခမာအသေး KE eliminated ဖြစ်သွားခဲ့ပြီနောက်တဲ့ထွက်လာမဲ့ကျွန်တော်တို့ CSU အသင်းကိုပါထပ်ပြီးတော့ K လေးကောက်ဖို့တော့ကြိုးစားနေရဗျဒီဘက်ထဲမှာပဲနှစ်သင်းလုံးကို K လေးကျွန်တော်တို့ကောက်ပေးထားခဲ့ရန် Galactico YG K point ကတော့6မှတ် sorry 9မှတ်တိပေါင်းသွားပြီဗျနော်နှစ်သင်းလုံးကိုစားတာYG လှုပ်ချင်နေတာဒါပဲဗျစိတ်ကလောက်ဒါကိုစောင့်နေတာလောကဒီကောင်လေးဇုံတိုးရမယ်ဆိုတော့တိတယ် position တေချာယူပြီးတော့စောင့်နေတာတသင်းလုံးဖြတ်တာ okay ဘာကူမှကြောက်ပါပြီလေဟမ်ဘာကူမှကြောက်ပါပြီလေနှစ်သင်းလုံးတီးမှာလား okayရောက်ရင်တကယ်အုံနေတာရောက်ရင်ဒီနေ့ကငါတို့လက်ခွန်း mobile legend ရော PUBG fan တွေအတွက်ကော mobile legend fan တွေအတွက်ကောနော်လုံးဝအဲ့လိုကောင်းမဲ့ညလို့တော့ပြောနေတယ်ဗျာနော် Romeo Point နောက်တဲ့ CSU last one player ကိုတော့ဒါဒေါင်းမေးထားတယ်ဗျာ okay လာရှိမှာတော့ K point 17မှတ်ဒီချိန်မှာ winner chicken dinner ကထပ်ပြီးတော့ယူပေးလိုက်မယ်ဆိုရင်နှစ်ပွဲစတိုက် chicken dinner ဖြစ်သွားနိုင်တယ် formal life ဖြစ်သွားနိုင်တယ်တာကြီးတို့ရောက်ရင်နော်ဖြစ်သွားနိုင်တယ်ဟောဘေးမေးစံကုန်တယ်ရောက်သားကြီးတို့ဘေးမေးစံကုန်တယ်နောက်တစ်ပွဲ chicken ထည့်ရမယ်နှစ်ပွဲစတဲ့ chicken ယူမှာရန်ကုန် Galactico YG ကဲ road to 5k ဗျာ come on ကဲ YouTube မှာ 5k ကြော်ရမယ်ဗျာဝင်ရပေးပါအောင်နော်ဒီနေ့ညတော့ mobile legend fan တွေရော PUBG fan တွေရောအဲ့လိုကောင်းမညလေးပါလို့ပြောနေတယ်ပူပူနေနေ chicken နေတာယူလာခဲ့တဲ့ရန်ကုန် Galactico YG ရာဆိုရင်တော့ပြီ round 4 era နဲ့နောက်ဆုံးပွဲမှာလဲသူတို့ရဲ့ဒါလုံးဝ performance တွေကိုပြသပေးတိုင်းနဲ့ပဲပြည်သက်တွေကိုတော့ဒါအကောင်းဆုံးကျွန်တော်ဒါဖျော်ဖြေမှုရတာလေးပေးစွမ်းနေခဲ့တဲ့ YG ဒုတိယမြောက် chicken dinner ကိုထပ်ပြီးတော့တိမ့်ပိုက်သွားအောင်ပါလားတော်တော်လေးတော့စိတ်ဝင်စားပြီးတော့ကောင်းနေခဲ့ပြီဗျာ ABC player လေးရှေ့တိုးရမလို့နောက်ဆုံးရမလို့ဖြစ်နေတယ် position ရလုံးဝအဆင်မပြေဘူးမင်းတို့ကောင်တွေ position လေးနည်းနည်းလေးပြောင်းမှရမယ်ဒီပုံစံတိုင်းပဲဆက်ပြီးတော့နေမယ်ဆိုရင် YG အနေနဲ့ကျွန်တော်
တော်တို့ထပ်ပြီးတော့ကေးပွဲလေးရမယ်အဲ့တော့လိန်ကင်းရောက်လာပြီဆိုတော့ risk တော့မယူပစ်ချင်တော့ကျွန်တော်တို့တောင်ကုန်းအစိုးရလာပစ်လို့ရတယ်ဗျဒါပေမဲ့တခြားဘက်ကတပ်ပါတီ separate ချက်တွေဝင်လာမှာဆိုလို့ risk မယူဘဲနဲ့ position လေးကိုတော့ထိန်းပြီးတော့ control လုပ်ဖို့တော့စူးစမ်းနေကြတဲ့ YG ဒီ high ground ကိုတော့သိမ့်ပိုက်ထားတော့မယ်ဗျစေကလောက်ရောက်ရင်ကေးပွဲတွေထပ်ပြီးတော့ပေါင်းသွားပြန်ပြီးတော့15မှတ်ပါတယ်ရောက်ရင်တကယ်လုံးနေတာလို့ငါလာခွန်းကွာမသိဘောတွေထိုင်ရိုက်နေတာကြာနေတာပဲရောက်ရင်ဒုက္ခပဲကွာရောက်ရင်ကျွန်တော်ပြောပါတယ် winner chicken dinner ကိုနှစ်ပွဲစတိုက်သိမ့်ပိုက်သွားခဲ့ရန်ကုန် Galactico YG တကယ် performance ကောင်းတွေပြသပေးတိုင်းနဲ့ပဲရောက်ရင်နှစ်ပွဲစတိုက် chicken dinner ကိုရယူပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ဗျ